ဒီချယ်တို့ဒီနေ့ဒီပုံလေးမှာရှိတယ်ဒီမှာ H ကလေးကိုရှာရမယ်ရှာမှာတော့တခုလေးပဲဒါပေမဲ့လို့ပုံလေးကနည်းနည်းရှုပ်တယ်အဲဆိုဒီ channel တူတူကြည့်လိုက်အောင်နော်ကဲဟုတ်ပြီအဲဆိုလို့ရှိရင်ကြည့်မယ်ဒီချယ်တို့ကဒီမြင်းနှစ်ချောင်းသူကပြိုင်တယ်လို့ပေးထားတယ်ကြောင့်ဒီချယ်တို့ကမြင်းမြိုင်တစ်ခုကိုဖြတ်မြင်းကနေဖြတ်တယ်သူ့ရဲ့ဟိုအတုံးစီးမြင်းလေးကိုအတုံးပြုပြီးတော့ဒီချယ်တို့ဒီ H ကလေးကိုရှာမယ်โอเคဟုတ်ပြီအဲဆိုဒီချယ်တို့ဒီဟာ CD ဆိုတဲ့မြင်းကိုဒီနောက်ကိုလည်းဒီလိုဆက်ဆွဲလိုက်မယ်အခုကျတော့ဒီဘက်ကိုလည်းဒီလို CD မြင်းကိုဆက်ဆွဲလိုက်မယ်အဲ့တော့ဒီချယ်တို့စာရေးမယ် CD မြင်းကိုဆက်ဆွဲရာ CD မြင်းကိုဆက်ဆွဲရာနော်ဒီမှာ EF ကို G မှာစုံတယ် EF ကို G မှာစုံတယ်ဒီမှာ CD မြင်းကိုဆက်ဆွဲရနောက်ပြီးကြတော့ AB ကိုဘယ်မှာစုံလဲ H မှာစုံတယ် AB မြင်းကို H မှာစုံတယ်ကဲဟုတ်ပြီအဲ့ဆိုလို့ရှိရင်ဒီချက်တို့ဒီဟာလေးရာဒီမှာကြည့်လိုက်မယ်အဲ့ဆိုဒီချက်တို့ဒီလိုဆွဲပြီးသွားတဲ့ခါမှာဆိုလို့ရှိရင်ဒီချက်တို့ဒီတောင်လေးကိုနာမည်ပေးလိုက်မယ် alpha လို့ပေးလိုက်မယ်ဆိုရင်ဒီ96 degree ဒီအပြင်တောင်ဒီ alpha နဲ့40 degree နဲ့ပေါင်းရင်းဒီအတွင်းမြင့်နဲ့ချင်းဆိုင်တောင်နှစ်ခုအဲ့တော့ဒီချက်တို့ alpha လေးကိုလိုချင်တာဆိုတော့ alpha ညီမျှခြင်း96 degree minus 40 degree အဲ့တော့ alpha လေးရမယ် alpha ညီမျှခြင်း56 degree ဆိုတချို့ alpha ရဟုတ်ပြီအဲ့ဆိုတချို့ဒီပုံလေးမှာကြည့်မယ်ဒီမှာ alpha နဲ့ဒီနားမှာရှိတယ်ဒီနားမှာနာမည်ထောင်လေးကိုနာမည်တစ်ခုပေးလိုက်မယ်တီတာလို့ပေးလိုက်မယ်ကြိုက်တဲ့နာမည်ပေးလို့ရတယ်နော်ပေးတာကဲဆိုတချို့ဂျာလေးကိုတီတာလို့ပေးလိုက်မယ် alpha နဲ့တီတာဒီပြိုင်နေတဲ့မြင်းနှစ်ချောင်းကိုဖြတ်မြင်းတစ်ချောင်းကဖြတ်ဆွဲသွားလို့ရှိရင် alpha နဲ့တီတာဒီဝိသမတ္တ alternate angle ဖြစ်တယ်အဲ့တော့ alpha က56ဆိုရင်တီတာကလည်း56အဲ့တော့ alpha ညီမျှခြင်းတီတာဒါကြောင့်မို့လို့တီတာညီမျှခြင်းကလည်း56 degree okay အဲ့ဆိုတီတာ56ရသွားပြီဆိုတော့ဒီချယ်တို့ h ကိုရှာလို့ရတယ်လွယ်သွားပြီ h ဒီတရိကန်လေး EDG ရဲ့တရိကန်လေးရဲ့အပြင်တောင်ဒီအတွင်းမျက်ဆိုင်တောင်နှစ်ခုပေါင်းရင်းနဲ့ညီတယ်ဆိုတော့ h ညီမျှခြင်း52 degree အပေါင်းတီတာက56 equal h ညီမျှခြင်း108 degree ဆိုပြီးတော့ဒီလိုလေးရမယ်အဲ့မှာဆို teacher တို့ပြိုင်မြင်ဒီမှာဒီပုံလေးဆွဲတဲ့ခါမှာတီးရမှာဆိုလို့ရှင်မြင်းပြိုင်နှစ်ခုကိုဖြတ်သွားတဲ့မြင်းတွေဟာသူ့ရဲ့ဝိသမတ္တထောင်းတွေတူတယ်ဆိုတာကိုတီးရမှာဒီလိုဆက်ဆွဲမြင်းလေးတွေဆွဲပြီးတော့လုပ်ရမယ်ဆိုတာလေအဲ့ဒါလေးတွေတီးတယ်ဆိုရင်ဒီလိုပုံလေးတွေကတွက်လို့ရပါပြီเนาะဒီချက်ရဲ့သင်ခန်းစာဗီဒီယိုလေးတွေကိုကြည့်ချင်တယ်ဆိုလို့ရှိရင်ဒီချက်များ YouTube channel မှာတွားရောက်ပြီးလေ့လာနိုင်ပါတယ်ခုလောဆယ်မှာတော့ငွေတန်းလေးတွေပဲတင်ထားပြီးရနောက်ကြလို့ရှိရင်တဖြည်းဖြည်းနဲ့တန်းစုံတင်သွားပေးမှာဖြစ်ပါတယ်ရှင်